ဘရာဇီးဘောလုံးသမားတွေထဲမှာယူတာပြီးမာနမထားတဲ့သူလို့ပြောလိုက်ရင်ပရိသတ်တွေချက်ချင်းသတိရတာကကပဲဖြစ်ပါလိမ့်မယ်ဘောလုံးလောကရဲ့ပင်ပမှာသူကတာမန်လူတစ်ယောက်လိုပဲနေထိုင်ခြင်းခဲ့တာပါရီကာဒိုဆိုတဲ့နာမည်ရင်းကိုပေးထားတဲ့ဒီကလေးဟာငငယ်ကလေးကစီကန်းရှိပြီးတိတ်ဆိတ်ခဲ့ပါတယ်တနည်းရေကူးကန်မှာကြော်ရွဒဏ်ရာရတော့ကစားသမားဘဝပျောက်ဆုံးလူနီနီဖြစ်ခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့ဘဝအယူဆကရိုးရှင်းပါတယ်ဖျားသခင်ခွင့်ပြုမှဖြစ်လာတာလို့ယုံကြည်ခဲ့ပါတယ်မီလန်ကိုရောက်တော့သူကရုတ်တရက်ကိုတောက်ပလာတာပါပဲကွင်းလယ်မှာသူ့ရဲ့ရှင်းလင်းပြတ်သားတဲ့ကစားဟန်မြန်နှုံးတဲ့တစ်ဖက်ကစားသမားတွေကိုကြော်ဖြတ်တဲ့ပုံစံကအနုပညာဆန်းပါတယ်ဘောလုံးကိုမလိုပဲအဖို့အစာမထိပါဘူးပေးစရာရှိရင်တက်ပေးတယ်ရိုးရှင်းတယ်ဒါပေမဲ့အမတန်အန်ဒီရဲ့များပါတယ်2009ခုနှစ်ဘယ်လွန်ဒေါ်ရတဲ့အခါသူ့ရဲ့မျက်ရည်ကယိုသားခဲ့ပါတယ်ရီယယ်မက်ဒရစ်မှာဒဏ်ရာနဲ့ရုန်းကန်လာပါတယ်ဒါပေမဲ့ဘယ်တော့မှအသင်းဖော်ရီနီးပြတွေကိုအဖိမပုံကြခဲ့ပါဘူးဘရာဇီးကစားသမားတွေထဲမှာမာနာကင်မဲ့တဲ့စံပြပေါက်ကိုတူဖြစ်အမြဲတမ်းရပ်တည်နေခဲ့ပါတယ်။ကာကာရဲ့ဘောလုံးသမားဘဝဟာရိုးရှင်းတဲ့ယုံကြည်ခြင်းမာနာကင်မဲ့တဲ့အားထုတ်မှုနဲ့တိဆောက်ခဲ့တာပါ။သူဟာဘောလုံးကစားသမားတစ်ယောက်ထံမကပါ။ဘောလုံးလောကရဲ့ဂျန်တလ်မန်တူပါ။တင်ရောသူ့ကိုဘယ်လိုမြင်လဲ။ comment မှာပြောပြခဲ့ပါဦး။